ရေဟာအယောင်မရှိအနံ့မရှိအရသာမရှိဆိုပေမဲ့တကယ်တမ်းရေတောက်တော့မယ်လို့ဖန်ခွက်လေးကင်လိုက်တဲ့အခါမှာတစ်ခါတလေကြာရင်ဒီရေရဲ့ကိုဖန်ခွက်ထဲကရေရဲ့ဒီအနံ့အရသာနော်တခါတလေအယောင်ပေါ့အယောင်ကတော့ဟာလာမကြည်လင်ဘူးဆိုရင်ဒါမတောက်ဘူးသိတာတယ်ဒါပေမဲ့အနံ့အရသာကြီးကြတော့ဖန်ခွက်ထဲကရေကကြည်လင်နေပေမဲ့အနံ့အရသာမကောင်းတာကြုံရတတ်တယ်အဲ့ဆိုလို့ရှိရင်တော့ရန်ကိုစိတ်ကတိကအောင်ဖြစ်ရတယ်ကဲအဲ့တော့ဘယ်လိုချက်တွေကအနံ့အရသာကိုဖြစ်စည်းနေလဲဒီက bad smell ပေါ့နော်ဒီကျုပ်ပုံနဲ့ဘဲဥပုံနဲ့ရတာမျိုးအပုပ်နဲ့ပေါ့နော်ပုံနဲ့ရတာမျိုးနှီးဆိုးဆိုးနောက်ဒီမြေကြီးနဲ့လိုမျိုးဖုံနဲ့လိုမျိုးနော်ဖုံနဲ့နေနောက်တစ်ခါဒီတချို့ကကြတော့ဆင်မီပူးလိုမျိုးနော်ဆင်မီပူးရေလိုမျိုးကလိုရီအနံ့တွေနောက်ကလိုရီအရသာတွေနောက်တစ်ခါဒီအိုင်ယွန်တို့ကော်ပါတို့နော်ဒီလိုကြေးနီဓာတ်တို့တန်ဓာတ်တို့ဒီ mineral taste ပေါ့နော်တထုဓာတ်အနံ့အရသာမျိုးတွေရနေတာအဲ့လိုမျိုး bad smell တွေလည်းရှိတယ်တခါဒီရေထဲမှာ calcium magnesium ရဲ့ dissolved solid တွေပျော်ဝင်နေတဲ့အခါမှာနော်အဲ့ရေဟာ hard water အဖြစ်ကိုပြောင်းသွားတယ်ရေဆေးဖြစ်သွားသလိုဒီ TDS level လည်းများပါတယ်နော်အဲ့တော့ဒီ calcium magnesium အပြင်တခြား minerals တွေလည်းပျော်ဝင်တယ်နော်သူတို့ရဲ့ဒီ dissolved solid တွေများတဲ့အတွက် TDS level များလာတဲ့အခါမှာတောက်ရတာရေရတာမကောင်းတော့ဘူးအနံ့ကြီးလည်းတစ်မျိုးကြီးဖြစ်တယ်နော်ရတာရဲ့တစ်မျိုးကြီးဖြစ်တတ်တယ်တခါတလေကြတော့ဒီနိုင်ငံခြားမှာပေါ့နော်နိုင်ငံခြားမှာဆိုရင်တော့ဒီ municipal supply ဒါဒီ public water လို့ခေါ်တာပေါ့ဒါဒီလူတွေအားလုံးအတွက်တစ်မျိုးလုံးအတွက်ဟလာတစ်မျိုးလုံးအတွက်ပို့ပေးတဲ့ရှိတယ်ဒီကျမတို့စီမှာကတော့ဒီ municipal စီပင်ရေကိုသုံးတာလည်းရှိတယ်ဒီကိုပိုင်ဝီစီတွင်းရေကိုသုံးတာလည်းရှိတယ်ဆိုတော့ anyway ဘာပဲဖြစ်ဖြစ်ဒီစီပင်ရေမှာနော်ဒီရေကို treatment လုပ်ပေးလိုက်တဲ့အတွက် bacteria free ဖြစ်အောင်သူက chlorine ကို dosage လုပ်ပေးလိုက်တယ်သို့တော့တစ်ခါတလေ human error ကြောင့်ပဲဖြစ်ဖြစ်ဒီ instrument error ကြောင့်ပဲဖြစ်ဖြစ်ဒီ chlorine dosage ကများသွားတဲ့အခါကြလို့ရှိရင်ဒီရေထဲမှာ chlorine အနံ့လေးထောင်းပြီးတော့အနံ့တစ်ထောင်းနေပေါ့နော် chlorine နဲ့နေပြင်းလာတဲ့အခါမှာအနံ့လည်းမကောင်းဘူးတောက်လိုက်တော့လည်းရတာတစ်မျိုးကြီးပဲဖြစ်တတ်တယ်ရေရဲ့တူလောင်ကန်နောက်တစ်ခါဒီရေဖြတ်တန်းသွားလာတဲ့ရေပိုက်ပေါ့နော်ဒီရေ piping system တွေနော်အဲ့ဒီမှာဒီ piping တစ်လျှောက်မှာလည်းရေညှိတို့ fungi တို့အဲ့ဒါလေးတွေပေါက်ပွားတတ်တယ်နော်အဲ့တော့ဒီ fungi ဆိုတာဒီစားလို့မရတဲ့မှုနော်တော့မှုပုစရောက်တော့ဒီလူကိုစိတ်တောက်ဖြစ်စေတယ်အဲ့လိုယောဂဖြစ်စေတဲ့မှုမျိုးနော်အဲ့တော့ဒီလိုရေညှိတွေမှုတွေပေါက်ပွားနေတဲ့ဟာလာဒီတူလောင်ကန်ကတော့၎င်းဒါမှမဟုတ် piping system ကတော့၎င်းဒီဖြတ်တန်းလာတဲ့ရေဟာဘာကောမလဲအနံ့ကောင်းမှုရတာလည်းမကောင်းဘူးဤဆိုးနဲ့ဤဆိုးပုံအေးနဲ့ပေါ့နော်ဒီဘာကောမလဲ dirty smell ကိုရစေတယ် fungi တို့ algae တို့လည်းပဲ bacteria ကလည်းပြဿနာပဲနော်သူကလည်းရေထဲမှာ bacteria တွေပေါက်ပွားနေလို့ရှိရင်ဒီဘာကောမလဲကျန်းမာရေးအတွက်လည်းမကောင်းသလိုအနံ့အရသာလည်းမကောင်းဘူးတောက်လိုက်ရင်ကိုပဲအဲ့ဒါအနံ့ကြီးကဒီဤဆိုးပုံအေးအဲ့လိုမျိုးအနံ့ကြီးရတယ်တချို့သောကမ်းခြေဒေသတွေမှာကြတော့ဒီပင်လယ်ရေစိတ်ဝင်နေတယ်နောက်ဒီရေတက်ကြပေါ့နော်အဲ့လိုမျိုးရှိတဲ့အတွက်ကြောင့်ဒီရေထဲမှာဒီပျော်ဝင်နေတဲ့ဆားပမာဏများလာတယ်အထူးသဖြင့်ဒီ calcium chloride ပေါ့ဆိုတော့ဒီပင်လယ်ရေလိုပဲအငံဓာတ်ကိုရစေတယ်သူတို့ရဲ့ဒီမြေအောက်ရေအငံဓာတ်ကိုရစေတဲ့အတွက်ဒီ salty taste ပေါ့နော်ဒါဒီငံနဲ့ရတာကိုရတယ်ဒီဘာကောဒါလည်းမကောင်းတဲ့အရာတစ်ခုပဲလေ heavy metals တွေဖြစ်တဲ့ iron တို့ copper တို့ magnesium တို့ aluminum တို့ chromium တို့ဒါတွေကလည်းဒီအရာတာကိုဖျက်ဆီးတယ်။နော်အဲ့တော့ဒီ iron ဆိုလည်းသိပါတယ်ဟလာဒီဘာကောလဲတန်ဓာတ်ပါတဲ့အတွက်ရေကတန်စော်နံတယ်တန်ကြီးစော်နံတယ်နောက်တစ်ခါဒီ magnesium copper ကြောင့်ဆိုလို့ရှိရင်လေဒီခတ်တဲ့အရာတာမျိုးရှိတယ်။နော်အဲ့ပြီးတော့ဒီတမျိုးပေါ့ဆေးရုံအနက်လိုမျိုးလေအဲ့လိုမျိုးရတတ်တယ်ဆိုတော့ဒါဒီရေရဲ့အရာလာနော်နောက်ပြီးတော့ဒီရေရဲ့အနက်ဒါကိုဖြစ်စည်းနေတဲ့
အချက်တွေကိုသိပြီဆိုရင်ဒါတွေကိုဘယ်လို improve လုပ်လဲဆိုတာကိုကျမတို့ဆက်ပြီးတော့လေ့လာကြရအောင်ပါ